အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့သူတို့က Miss Angel Star Final ပွဲအတွက်ကိုပြိုင်ပွဲဝင်ညီမလေးတွေကိုဒီနေ့နေ့လည်ခင်းစာကိုတော့ရွှေပူးကထောပတ်ထမင်းဆိုပေမဲ့ထမင်းကြော်နဲ့အခက်ကျွေးမှာပဲဖြစ်ပါတယ်သူတို့ဒါတကူတကကိုမှားထားပေးရပါတော့ကုညီပါဆိုပြီးတော့เนาะဒီထဲမှာပါလာတော့ကျက်ဥကြော်လဲပါတယ်ကျက်သားလဲပါတယ်ကျက်သားလဲပါတယ်ကျက်ဥချောင်းလဲပါတယ်ပေါ့เนาะအစုံပေါ့เนาะအခက်မှာပဲဖြစ်ပါတယ်ရသမီးကျေးဇူးပါရသမီးတို့ယူကြဟော Miss ထမင်းစားမယ်ထမင်းစားဖို့ Miss ထမင်းစားဖို့ထမင်းမှုယူပေးပါညီမလေးကျေးဇူးပါ Miss ကျေးဇူးပါမေ Miss ထမင်းစားဖို့ထမင်းမှုယူပေးပါပြီးအမိုက်တွေတက်တက်ရက်သိမ့်မယ်နော်နောက်ပြီးမှနော်ပြီးကြွပေးလိုက်မယ်ကြွရထည့်ပေးနော်ကြွပေးလိုက်ကြွထည့်ပေးနောက်ပြီးမှတက်တက်ရက်လာသွားပြီဒီနေ့လာသွားဒီနေ့ तू မအရန်လာသွားပြီ तू အရန်လာသွားပြီမေဆန်းအတွက်ဟာမေဆန်းဖိုက်စားနေမေဆန်းဖိုက်စားနေ Miss ထမင်းမှုတွေလာယူပေးကြပါ Miss တကယ်ကိုလှသွားကြပြီเนาะဒီနေ့ဒါကတော့ရွှေပူရဲ့စေတနာပေါ့เนาะရွှေပူကဒါအခန့်ကျွေးမွေးတာဖြစ်ပါတယ်သူ့ရရင်ရွှေပူနဲ့တညရမယ်เนาะဟိုမှာဟိုကိုကြီးသူ့ရရင်အော်ကုတ်မှာတညအရင်ဆုံးအော်ကုတ်မှာရလားသူနဲ့ဆက်မှာမလားမရသေးရလူလာပေးပါအောင်เนาะထမင်းမှုမရသေးရလူလာပေးပါအားလုံးကပြိုင်ပွဲဝင်အယောက်30ရှိရပေါ့เนาะပို့တယ်ဆိုလို့ရှိရင်တော့ကျန်တဲ့လူတို့မျှဝေပြီးတော့ကျွေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့သုံးဖို့ရင်ဖောက်ခဲ့လိုက်တော့ဘလို့ဒါသမီးလားပြီးတော့မှ Miss တွေကိုအထဲကိုလိုက်ပြန်ဘလို့ချွတ်တုတ်ပြီးဝက်စားနေဆိုလိုက်ကြည့်ပေးဦးအလှလေးတွေကိုလှသွားပြီဒီနေ့အရန်လှသွားပြီဟုတ်ပဲကျေးဇူးပါလာအမပေးပေးပါအောင်လာအမီရောကျေးဇူးပါကျေးဇူးပါလှသွားပြီစားခါရလိုက်တူကျေးဇူးတင်ပါတယ်ရှင်ကဲကျေးဇူးပါပေးလဲနှစ်ယောက်ပေးမယ်မိကညင်အောင်တွေ့ကျွန်တော်ညောက်ကလေးဟိုဖျားကိုးစီကြွားလာတယ်လို့မနှစ်ယောက်ပေးမယ်ဒါတက်တော်ရှည်66ကြီးတက်တော်ရှည်စားတော့ခုနတပိုက်စားနေဆိုတော့ခေါ်တော်မူပါတက်တော်ရှည်66ကြီးအကုန်စားဝအောင်စားတော့ဘာမှမပူစားမယ်ကုချေမညံလောရရင်ပြောငါအိမ်မအုံးပါဘလို့အိုက်လာတမလာပြီလာအဲ့မလာတမီးတို့လာဒီမှာလာဟဲ့လှသွားပြီလှတယ်ဒီနေ့အမလေးကတိအသေးစားလေးလှသွားပြီပြုံးတော့စင်ပေါ်မှာလာရောက်လာခုနကသူဘိုက်စားနေဩလာခါတော့ဒီနေ့အကုန်လှကြတာနော်ဒီနေ့စင်မှာဘလို့ရှင်ကဘယ်လိုတက်လာလဲဘယ်သူမှမလို့ရှင်တော့ဘယ်သူတက်လဲဆိုငါကြည့်လိုက်တယ်တမီးကိုမကျွေးချင်ကျွေးချင်တယ်မဟုတ်ဘူးလေမချိုအတွက်ယူသွားလိုက်အောင်တပူမချိုအတွက်ယူသွားလိုက်အောင်တပူမချိုအတွက်ယူသွားလိုက်မချိုယူသွားလိုက်ရဲပြီးတမီးလေးပေးမယ်နော်ရော့လှသွားပြီတမီးတို့နှစ်ယောက်အနေဒီနေ့အရင်အပြိုင်ကြီးလှနမဟိုပါဝါနဲ့လုပ်လိုက်ပြီပါဝါနဲ့မျက်နှာလေးပြောင်းသွားတယ် gloss လေးတင်နှခမ်းလေးကိုအဲ့မှာစင်ပေါ်မှာတက်မှာလိုက်တင်ထိုးတဲ့ခါကျရင်တောက်နေမှာအထက်ထဲကိုပြောပေးပါအောင်နော်ထမင်းမှုမရသေးဘူးမရသေးလူလာပေးပါလို့စော်ကားထားကြတော့ပြီးရင်ဇက်တိုက်တွေသွားမှာရသမီးရစော်ကားထားကြတော့မရသေးလူလာပါဟဲ့မျက်စိုးအောင်သေးသားလေးတော့တမီးကျေးဇူးပါထဲမှာသွားអော်လာအောင်သမီးထမင်းမှုတစ်ခါလေးယူသွားနော်ထမင်းစားကြတက်တာကြက်ဥကြော်လမ်းငါဘိုင်းဘွဲမပါဘူးဘိုင်းလည်းမမေလို့မရငါအောင်ကြောင်သွားဟန်ဆိုဟန်ဒီသမီးမရပြီလားမရသေးဘူးနော်ယူသွားနော်ကြက်သားတွေကြီးပဲနော်အကောင်လုံးကြက်ဥကြော်တွေကြီးပဲဆက်ဆွဲလိုက်အောင်ဟန်ဒီမစားပါလေရွှေပူနဲ့သမင်းကြော်လားဟုတ်သူစောပူစောပြရကြော်မဟုတ်လားသမင်းကြော်တော့အသားလေးနဲ့စက်သားလေးရယ်အသီးလေးပါပါတယ်ဟုတ်လားတီးရွက်ကလေးတွေနဲ့တက်ပြန်ဒီနေ့အင်ဂျင်စမှာရွှေပူနော်ဟုတ်ကဲ့စက်သားပါသေးတော့ဟုတ်ကံမွေးလေးမုံလာဦးနေတမစလာနဲ့လေးပါတယ်ပဲရန်ပါလေဘူစားပဲလေးရယ်ကျက်ကြော်လေးရယ်စပင်းရောင်းလို့ကုန်ပြီငါဖိုက်ဆောင်နေလားဘိုက်ဆောင်နေတော့ကြောက်ကြော်ရပါတော့အရသာတော့ကွက်တီပဲအနားလည်းမွေးလေးနော်မွေး
ငါသမင်းကြော်နဲ့ကြောက်ကြော်ပြီးတော့အများကြီးသိပြောကြဖြစ်နော်မင်းကတော့ဗိုက်ဆန်တယ်ဟဲ့မဲကြည့်စားမယ်မဲစားလို့မကောင်းလား စားလို့ရန်ကောင်းတယ် ကုံဝါကြော်တယောက်ပြောချင်းဒီကြလေ3ပုံတစ်ပုံလောက်လည်းမဲကိုပေးလိုက်တယ်ဒီမှာရောဒီမှာချင်းမှန်တော့ချွေတူရှူလင်းတော့လာနှခမ်းမှလည်းအစီနေနဲ့ စားလို့ရန်ကောင်းတယ် ဒါတော့သမင်းကြော်ကဒီနေ့ကကြတော့ဒီမှာပွဲမှာဖြစ်တဲ့အတွက်အချင်းတွေပါလည်းမပါဘူးဒီတိုင်းအဖြူတယ်လေးတောင်စားလို့ကောင်းတယ်နော်ဟိုဒီတိုင်းအချင်းတုပ်တွေပါနေဆိုတော့မဲ4ဘူး5ဘူးလောက်တာလေးကုန်မယ်နော် ကောင်းတာပေါ့တာလေးပဲ ဒါဆိုရွှေဖူးရဲ့သမင်းကြော်ရဲ့ review လေးပြောရမယ်ဆိုတော့ပုံမှန်သမင်းကြော်တွေလိုပါပဲဒါပေမဲ့ तू ကအရသာမပိုလို့မကယ်လုံးဘူးစားလို့ကောင်းတယ် အနံလေးရလေမူ နဲ့လည်းမွမွေးလေးနော်အနဲ့ तू ကတရုတ်မဆလာလေးပပလေးထည့်ထားလာပြီနော်လိုလေးစားလို့ကောင်းတယ်ကြောက် ရ ကြော န် က် ကောင်းတယ် ခေကဆိုရင်အမိုက်ကြီးနှောင်းအောင်မယ်ရွှေတ िश ူလေးတက်ဒီတူပါ